အားလုံးပဲမင်္ဂလာပါကျွန်တော်ခိုင်ကြီးပါဒီနေ့ဘလော့လေးကတော့အသီးတွေလည်းအများကြီးသီးတယ်လစာတွေလည်းပေးတယ်ဗိုက်စားတဲ့အခါမှာလည်းအသီးတွေစားလို့ရတယ်နေပူတဲ့အခါမှာလည်းကျွန်တော်တို့ကိုအရေးပေးတယ်တထေးအပေါ်မှာရောကျွန်တော်တို့တွေရဲ့အပေါ်မှာရောကောင်းကျိုးတွေအများကြီးပြုခဲ့တဲ့ဒီငရုတ်ပင်ကြီးတွေကိုဖြတ်ပါတော့မည်ဒီငရုတ်ပင်ကြီးတွေရဲ့တက်တန်းကတော့တစ်နှစ်အသားရှိပါတယ်ကျွန်တော်တို့ကို TikTok ပေါ်ကအမျိုးတွေကကျွန်တော်တို့ပြောကြတယ်အလုပ်လုပ်တာကိုမမြင်ဘူး TikTok ပဲစော့နေတယ်ဟောဒီမှာကြည်သွားပါအလုပ်လောက်ကြတာဗောဗျာအလုပ်မလုပ်ဖက်နေတတိကကျွန်တော်တို့ပတ်စံပေးမလဲကိုရီးယားမှာစိုက်ပျိုးရေးအလုပ်ဆိုတာဒီလိုမျိုးလုပ်ရတာပါဒီတက်ဆိုးတဲ့အလုပ်တွေလည်းရှိပါတယ်ဘလောက်ထိပင်ပန်းတဲ့အလုပ်ဖြစ်ပါစေမိသားစုအတွက်ကိုဘဝရှိဖြစ်ချင်တာတွေအကောင့်ထဲပေါ်ဖို့အတွက်ဘလောက်ပင်ပန်းတဲ့အလုပ်ဖြစ်ပါစေကျွန်တော်ကတော့ပြောပါတယ်ကျွန်တော်ငရုတ်ပင်ကြီးတွေကိုကြည့်ပြီးအတီလေးတစ်ခုရလိုက်ပါတယ်ဘေးအရာမှမမြဲဘူးဆိုတာအားလုံးပဲဘိုင်ဘိုင်ပါ